အိမ်မှာတူမလေးအလဲလာတော့မာလာရှန်ကောစားခြင်းနဲ့ဆိုလို့လှုပ်စားပြလို့မာလာရှန်ကောချက်နီလေးကိုမျှပေးလိုက်ပါတယ်အရင်ဆုံးဝက်မိုလုံးလေးတွေကိုအလဲကနေကက်ကြီးလေးနဲ့ညှက်ထားပေးလိုက်ပါမယ်ပြီးရင်တော့အသားချောင်းလေးတွေကိုပါလီထားပေးလိုက်ပါကြာဆွဲလေးတွေကိုပါလီပေးပြီးသွားပြီဆိုရင်တော့နောက်ထပ်ပါပစ္စည်းလေးတွေကတော့ဒါလေးတွေပါပဲအိုးထဲမှာစီလေးဖြဲပေးပြီးရေနွေးဆူလာပြီဆိုရင်တော့အသီးရွက်လေးတွေကိုထည့်ပြုတ်ထားပေးလိုက်ပါမယ်ရသွားပြီဆိုရင်တော့ဆယ်ထားပေးလိုက်ပါပြီးရင်တော့အသားလုံးလေးတွေကိုပါထည့်ပြုတ်ပေးပြီးတော့ဆယ်ထားပေးလိုက်ပါနောက်ထပ်ဝက်သားလေးတွေကိုပါကြော်ထားပေးလိုက်ပါမယ်နောက်ထပ်အာလူးနဲ့ကြာဆွဲလေးတွေကိုရွှေအောင်တန်းလာတဲ့အထိကြော်ထားပေးပြီးတော့ပစုံလေးတွေကိုလည်းထည့်ပြီးတော့ကြော်ထားပေးလိုက်ပါမယ်ရသွားပြီဆိုရင်တော့ဆယ်ထားပေးလိုက်ပါအိုးထဲမှာစီနေနဲ့လောက်ချန်ထားပေးပြီးဂျင်ကျက်သွန်ပြူကျက်သွန်မဲငြူသီးကြောင်းနဲ့ဟွားကြောက်စီလေးတွေကိုမှုေးလာတဲ့အထိကြော်ထားပေးလိုက်ပါမယ်ပြီးရင်တော့မာလာအနစ်ခဲလေးတွေနဲ့ပဲငပိတစွန်းလောက်ထည့်ပေးပြီးတော့ပျော်လာတဲ့အထိချက်ထားပေးလိုက်ပါမယ်နောက်ထပ်အရသာအတွက်ပဲငပြရဲ့အကြည့်နဲ့ QC ထည့်ထားပေးလိုက်ပါပြီးရင်တော့ခဏကြော်ထားလေးတွေနဲ့ပြုတ်ထားလေးတွေကိုတစ်ခုချင်းစီထည့်ထားပေးလိုက်ပါမယ်နောက်ဆုံးနှံ့သွားအောင်တေချာလေးနဲ့ပေးပြီးနန်းလေးဖြူပေးပြီးသွားပြီဆိုရင်တော့အခုလိုမျိုးစားလို့ရန်ကောင်းတဲ့မာလာရှန်ကောလေးကိုရပါပြီနော်